ငွေကုန်ကြေးကျခံကနိုင်ငံခြားသွားပြီးပရိဝတ်တီဖိုတိုရိုက်ပေမဲ့တောဖန်ရှင်ဖြစ်နေလို့လူပြောများနေတဲ့ငယ်စဉ်စုံတွေပရိသတ်များအားလုံးမင်္ဂလာပါရှင်အခုချိန်လူပြောများနေရကတော့ဟင်းဝင်းရနဲ့ဆိုဗီယက်သင်တို့ရဲ့မင်္ဂလာအကျိုးဓာတ်ပုံရိုက်ကူးမှုပရိဝတ်တီခရီးစဉ်မှာပဲဘာဖြစ်လို့လဲဆိုတော့ဒီပရိဝတ်တီဓာတ်ပုံတွေရိုက်ကူးဖို့အတွက်သူတို့စုံတွေကတာမန်ကုန်ကြစိတ်မျိုးမဟုတ်ပဲတိမ်ပေါင်းထောင်တောင်းချီအကုန်ကြခံခဲ့ကြလို့ပါရိုက်ကူးတဲ့နေရာကလည်းတာမန်ပြည်တွင်းနေရာတွေမဟုတ်ပဲတရုတ်နိုင်ငံကနာမည်ကြီးနှင်းတောင်အထိတွားပြီးတော့အရောက်လန်းခဲ့ကြတာပါပို့ပြီးတော့ခန်းနာသွားတာကအဲ့ဒီနေရာတွေကိုသွားဖို့အတွက်ကိုပိုင်ချက်လျင်တွေရဟတ်ရှင်တွေစင်လုံးငါပြီးတော့တကူတကသွားရောက်ခဲ့ကြတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်ဒီလောက်ကြီးကျယ်ခန်းနာတဲ့ရိုက်ကူးမှုဒီလောက်များပြားတဲ့ငွေကုန်ကြီးကြခံမှုတွေကြောင့်ပရိသတ်တွေကဘလို့တောင်အမကန်လှပတဲ့ဓာတ်ပုံတွေထွက်လာမလဲဆိုပြီးတော့အရန်ကိုမျှော်လင့်တကြီးနဲ့စောင့်စားခဲ့ကြတာပါအနည်းဆုံးတော့အရင်တုန်းကမင်းသမီးဝင်းမုံရွှေတို့ရိုက်ကူးခဲ့တယ်လို့မျိုးခန်းနာထည့်ပါတဲ့ဓာတ်ပုံတွေကိုမျှော်လင့်ခဲ့ကြပါတယ်ဒါပေမဲ့တကယ်တမ်းဓာတ်ပုံတွေတရားဝင်ထွက်ပေါ်လာတဲ့အခါမှာတော့စောင့်မျှော်နေကြတဲ့ပရိသတ်တွေကဟင်ကနေဖြစ်သွားခဲ့ကြပါတယ်။မျှော်လင့်ထားသလောက်ခန်းနာမနေပဲတိမ်တောင်းချီအကုန်ကြခံထားတဲ့ဓာတ်ပုံတွေလို့မတင်ရလောက်အောင်ကိုတာမန်ဆန်နေပြီးတော့တချို့ပုံတွေမှာဆိုရင်တောဖက်ရှင်တွေဖြစ်နေလို့ပါတကယ်တော့ငယ်စဉ်စုံတွေကဖက်ရှင်နဲ့ပတ်သက်လာရင်ဝေဖန်ခံရတာဂွမ်းနေလို့အပြောခံရတာဒါပထမဆုံးချိန်မဟုတ်ပါဘူးအားလုံးမှတ်မိကြအောင်မယ်လို့ထင်ပါတယ်အရင်တစ်ခေါက်ကဟင်းဝီယန်ကအဆိုဗီယက်သင်ကိုလက်ထပ်ခွင့်တောင်းတဲ့ proposal ပွဲကြီးမှာတောင်းမင်းသမီးဆိုဗီယက်သင်ဝစ်ဆင်ခဲ့တဲ့ကာဝင်ကကြက်ချင်းတောင်းနဲ့တူတယ်မိအိမ်နဲ့တူတယ်ဆိုပြီးတော့ social media မှာဝိုင်းပြီးတော့ဟာတိုက်ဝေဖန်ခံခဲ့ပါသေးတယ်ပွဲကဘလောက်ပဲခဏဝစ်စုံကအမဝင်တော့ကြည်ရဆိုးခဲ့တာပေါ့အခုပရိဝတ်တီမှာလည်းဒီ fashion ကွမ်းနဲ့အမားတွေကထပ်ပြီးတော့ပါလာပြန်ပါတယ်ပရိသတ်တွေအဓိကထောက်ပြဝေဖန်နေကြတဲ့အချက်ကတော့မင်းသားဟင်းဝီယန်ရဲ့ဝစ်စုံမှာသူကခံရတဲ့အနောက်တိုင်းသတို့သားဝစ်စုံကိုဝစ်ဆင်ထားပေမဲ့လည်းလောင်းကုတ်ကြီးဖြစ်နေရကြောင်းတာမန်ပုံစံမျိုးမဟုတ်ဘဲနဲ့ဝစ်ပြထားတာကိုတွေ့ရပါတယ်။ဒါဟာဈေးကြီးပေမဲ့လုံးဝမလိုက်ဖက်ပဲဓာတ်ပုံကိုကြည့်ရတာတောဆန်နေတယ်။ဈေးပေါ်သွားစီရဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပါ။မင်းသမီးဆိုဗီယက်သင်ရဲ့တချို့သောဝစ်စုံတွေကလည်းခေမီစံတဲ့သတို့သမီးပုံစံမျိုးမဟုတ်ပဲရှေးခေတ်ဇလန်တွဲတွေကကိုရင်မေတော်တွေဝစ်ဆင်တဲ့ဝစ်စုံဒီဇိုင်းမျိုးဖြစ်နေရကြောင်းခေနောက်ကျနေရလို့သုံးသပ်နေကြပြန်ပါတယ်။ငွေတွေဒီလောက်အကုန်ကြခံကိုပိုင်လျင်တွေနဲ့တကူတကနိုင်ငံသားထိသွားရိုက်ပြီးမှထွက်လာတဲ့ရလက်ကဒီလောက်ပဲလောက်ဖက်ရှင်ကဘာလို့ဒီလိုဖြစ်နေရတာလဲဆိုပြီးတော့ပရိသတ်တွေကမေးခွန်းထုတ်နေကြတာပါဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ဇက်ပုံမင်းသမီးလိုလူတီများတဲ့မေပကြီးရဲ့ပရိဝတ်တီဓာတ်ပုံတွေလည်းထွက်ပေါ်လာပါတယ်မေပကြီးတို့စုံတွေကတော့တရုတ်ပြည်လည်းမသွားခဲ့ပါဘူးဂျက်လျင်လည်းမငားပါဘူးဒါပေမဲ့သူတို့ရဲ့ဓာတ်ပုံတွေကအရန်ကိုခင်မိတယ်အနောက်တိုင်းဆန်ဆန်နဲ့မိမိုက်နေတယ်ဓာတ်ပုံအလင်းမှဝစ်စုံဒီဇိုင်းကအစနိုင်ငံတကာအစ်စ်မီတယ်ဆိုပြီးတော့ချီကျူးတန်တွေတခဲနဲ့ထွက်ပေါ်လာခဲ့ပါတယ်ဒါကြောင့်ပရိသတ်တွေကဒီစုံတွေနှစ်ယောက်ကိုနှိုင်းယှဉ်ပြီးတော့တကယ်တော့ငွေများတိုင်းနေရာခန်းနာတိုင်းကအလှတရားတွေကိုဝယ်ယူလို့မရဘူးအဓိကဖက်ရှင်အမြင်ရှိဖို့ပဲဆိုပြီးတော့သုံးသပ်မှတ်ချက်ပေးနေကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေကရောငယ်စဉ်စုံတွေရဲ့ဒီပရိဝတ်တီဓာတ်ပုံတွေပေါ်မှာဘယ်လိုမြင်ကြပါသလဲငွေကုန်ကြေးကျအများကြီးခံထားပေမဲ့တကယ်ပဲတောဖက်ရှင်ဖြစ်နေရလို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်